ချိန်တန်လာတော့ဘယ်သူတားမရပါရှောင်ပဲလို့လေဒီနေ့ကြုံဆုံးတွေ့နေရဒီတရားအစားအချိန်ဆုံးသက်ပေးနေရဒီအချိန်မှမင်းရောက်နေပြီသေးခြင်းမှာလာချိန်လို့ပဲပြန်ချိန်ရောက်ရမှာအတူဆုံးမလို့ပဲဒီနေ့အချိန်တန်ဝေးရမှာသေးကြတာတဲ့ဒီကနေ့အနည်းဆုံးရှိတယ်ဒီအချိန်မှမင်းရောက်နေပြီသေးခြင်းဒီနေ့ပြန်လာသွားရမှာဘယ်သူရင်လဲချိုးပြီးတော့မပြီးတဲ့ရဒီအချိန်မှမင်းအလေးကြုံပြီးသွားနေမှာချင်းလေးမပြီးပါတခင်ပြန်ခေါ်တယ်ဒီနေ့ပြန်ငါသွားရမှာဘယ်သူရင်လဲချိုးပြီးတော့မပြီးရဒီအချိန်မှ